ဟိုရှိနာကနံပါတ်30ရဲ့ရှိမှာနံပါတ်9ရဲ့ပုံကိုပြလိုက်ပြီးဒီခန်းကျူအကြောင်းသိလားသိရင်ပြပြဆိုပြီးမေးလိုက်တော့နံပါတ်30ကသူ့ကိုနံပါတ်9ကတီထွင်ခဲ့တဲ့အကြောင်းပြပြလိုက်ပါတယ်ဒါကိုကြတော့အားလုံးလည်းအံ့ဩသွားရသလိုနံပါတ်30ကလေသူကအစ်စ်ပေါ်လာမဲ့ခန်းကျူရင်းနဲ့တိုက်ခတ်ကျင်တော်မို့ဟိုရှိနာလို့လူသားတွေတုံးနေတဲ့အတိုင်းသူ့ကိုလက်နက်တစ်ခုအဖြစ်အသုံးချဖို့ပြပြလိုက်ပါတယ်နောက်ပြီးသူနဲ့ဟိုရှိနာမှာတူတဲ့အချက်တွေရှိတယ်အဲ့ဒီတဲကမှအတူဆုံးကတော့တိုက်ခိုက်ကျင်တာပဲလို့ပြောတော့စက်ခန်းထဲမှာအလွတ်လွတ်နေတဲ့ကောင်မလေးကနံပါတ်30ကိုလှုပ်ပေးလို့မရဘူးဆိုပြီးလှမ်းပြောပါတယ်နံပါတ်30ကအခုထိမသေးသေးတဲ့ခန်းကျူတကောင်ပဲမို့အနေများတဲ့အကြောင်းနဲ့သူတို့ကာကွယ်ရေးတပ်ထဲမှာခန်းကျူရှိကိုလက်နက်လောက်တာကလည်းတစ်ခါမှမရှိသေးဘူးလို့ပြောပါတယ်ဒါနဲ့ဟိုရှိနာလည်းစဉ်းစားစရာဖြစ်သွားတာမို့နံပါတ်30ကိုသူခဏနေပြန်လာခဲ့မယ်လို့ပြောပြီးအပြင်ကိုထွက်သွားရင်တသေးဆက်စားစဉ်းစားပါတယ်နံပါတ်9ရဲ့အကြောင်းကိုသိဖို့ဆိုတာကနံပါတ်30နဲ့ပူးပေါင်းတဲ့တနည်းပဲရှိတယ်လို့ယုံကြည်ထားတဲ့ဟိုရှိနာကနံပါတ်30ပြောတဲ့အတိုင်းလက်ခံမဲ့အကြောင်းကိုသူတို့ခေါင်းဆောင်အာရှီယိုကိုလှမ်းပြောလိုက်ပါတယ်အာရှီယိုကလည်းသူ့ရဲ့ဒူကောင်းဆောင်ကစဉ်းစားဉာဏ်မရှိဘဲလုံးဝမဟုတ်တာကိုယုံကြည်တာမို့နံပါတ်30ကိုပထမအဆုံးမြင်ရမယ့်ခန်းကျူလက်နဲ့အရှင်လုပ်ဖို့သဘောတူလိုက်ပါတယ်ခဏနေတော့ဟိုရှိနာကအထဲထဲကိုပြန်ဝင်သွားပြီးနံပါတ်30ကကန့်လန့်တာကိုသူလက်ခံပေမဲ့တကယ်တိုက်ခိုက်ကြရင်တော့သူကနံပါတ်30ရဲ့အသုံးချခံမဟုတ်ပဲနံပါတ်30ကပဲသူ့အသုံးချခံဖြစ်ရမယ်လို့ပြောလိုက်ပါတယ်နောက်တော့ဒီအကြောင်းကိုတရားဝင်အသိပေးရအောင်နံပါတ်9ရဲ့အကြောင်းတွေကိုလည်းပြောပြပြီးပြင်ဆင်စရာတွေလုပ်ရအောင်မှာကာကွယ်ရေးဌာနစီကိုဟိုရှိနာရောက်လာပါတယ်အဲ့ဒီမှာပဲအမြဲတမ်းခိုင်းကျူကိုတတ်တဲ့အရေးအတွက်ကစပြိုင်နေကြတဲ့ကာကွယ်ရေးတပ်တင်နဲ့ကာကွယ်ရေးတပ်သုံးကခေါင်းဆောင်တွေမြေပြင်မှာဆင်းနဲ့နွားလူတွေ့နေကြပါတယ်နာရိုမီကဟိုရှိနာကိုသူတို့စခန်းကမင်းလိုအုံမခွက်ကိနဲ့ကောင်ကိုဘန်းထားတယ်ဆိုပြီးရန်စားလိုက်တော့ဟိုရှိနာကလည်းအရင်တစ်ခေါက်ကခိုင်းကျူငယ်တွေကိုတတ်တုံးကသူကအရေးအတွက်ပုံများသွားတဲ့ကိစ္စကိုအခုထိမကြင်မနဲ့ဖြစ်နေတော့လားလို့မေးလိုက်ပါတယ်နာရိုမီတယောက်ထားကိုကြတော့ရင်ဘတ်တွေနာကုန်ပြီကြေကွဲနေတော့နလန်ပြန်မထူနိုင်အောင်ဟိုရှိနာကထပ်ပြီးအာရှီယိုကကျန်တဲ့နေရာတွေမှာလည်းမိန်းကလေးဖြစ်ပေမဲ့ပိုတော်သေးတယ်တော့ဆိုပြီးဖယ်လိုက်ပါတယ်နာရိုမီလည်းသူကကြည့်ခံနေရတော့သူ့လူတွေကိုအနိုင်မခံပဲပြန်ပြောခိုင်းနေတော့မှာပဲအာဆဲခါဝါရောက်လာပြီးတစ်ဖက်တည်းဖြစ်နေတဲ့ရံပွဲကိုရပ်တန့်လိုက်ပါတယ်အာဆဲခါဝါကကာကွယ်ရေးတပ်ရဲ့ဒူကောင်းဆောင်ဖြစ်ပေမဲ့နာရိုမီထက်သူ့ကိုပေါ်ပြီးလေးစားကြတာမို့ခေါင်းဆောင်တယောက်တိုင်းကာဝရပြုလိုက်ကြပါတယ်နောက်တော့အစည်းအဝေးလုပ်ဝတ်အတွက်ခေါင်းဆောင်နေစုဝေးတဲ့နေရာကိုရောက်လာတော့လေနာရိုမီကစိတ်မပါလက်မပါနဲ့ထိုင်နေရတဲ့အာချီယိုလည်းနာရိုမီကခိုင်းကျူတွေကိုတတ်တဲ့နေရာကလွှဲရင်ဘာမှတုံးစားမရဘူးဆိုပြီးဖယ်လိုက်ပြန်ပါတယ်ခေါင်းဆောင်စီကနေရောဒူခေါင်းဆောင်စီကနေပါဖဲခံနေရတဲ့နာရိုမီလည်းအောင်တက်ခန်းစားသွားရပေမဲ့အစည်းအဝေးစတင်နေပြီမို့အီတာမီကဟိုရှိနာကိုပြောစရာရှိတာပြောလို့ရပြီလို့လက်ဝှင့်ပေးလိုက်ပါတယ်ဒီတော့မှဟိုရှိနာလည်းသူ့အသေးတွေ့ရှိလာတဲ့နံပါတ်9ရဲ့အကြောင်းတွေကတစ်ခုဖြစ်တဲ့သူတို့ဖန်ဆီးရလာတဲ့နံပါတ်30ကတဘာဝတိုင်းပေါ်လာတဲ့ခန်းကျူမဟုတ်ပဲနံပါတ်9တီထွင်ထားတဲ့အရာဆိုတာကိုပြပြလိုက်ပါတယ်ဒါကိုကြတော့စွမ်းအား 9.0 ရှိပြီးနံပါတ်တာအတက်ခံရတဲ့ခန်းကျူတစ်ကောင်ကိုနံပါတ်9လို့ခန်းကျူကတီထွင်နိုင်တဲ့ဆိုတဲ့အချက်ကြောင့်အစည်းအဝေးခန်းတစ်ခုလုံးလှည့်လို့ရဖြစ်သွားပါတယ်ဒါပေမဲ့အီတာမီကတော့နံပါတ်30ကလိန်ပြောနေရအောင်မဖြစ်နိုင်ဘူးလားလို့မေးတော့ဟိုရှိနာကအဲ့လိုလေးဖြစ်နိုင်တယ်ဆိုပေမဲ့အခုလောလောမှာခန်းကျူတွေအများကြီးပေါ်ပေါက်လာနေတဲ့အချက်ကစဉ်းစားစရာပဲလို့ပြောလိုက်ပါတယ်ဒါနဲ့မကသေးပဲနံပါတ်9ကလည်းတခြားခန်းကျူတွေနဲ့မတူပဲတိုက်ပွဲတစ်ခုပြီးတိုင်းမှာအမြဲတမ်းတိုးတက်နေတဲ့အန်ရများတဲ့ခန်းကျူဆိုတာကိုလည်းသတိရအောင်ပြပြလိုက်ပါတယ်ဒီထက်အရေးကြီးတာကတော့နံပါတ်9ကသူ့ဝါမြူလိုက်တဲ့ခန္ဓာကိုယ်ပိုင်ရှင်စီကနေအဲ့ဒီပိုင်ရှင်ရဲ့ကိစ္စအလုံးကိုသိနိုင်တဲ့စွမ်းရည်တစ်မျိုးရှိနေရပဲမို့အခုချိန်မှာဆိုရင်အီဆာကနေတဆင်သူတို့ကာဝေးတပ်ဖွဲ့တွေရဲ့စီးရဲအချက်လက်တွေကိုတီးပြီးလောက်ပြီလို့လည်းပြောလိုက်ပါတယ်ဒီအတွက်နံပါတ်9မသိသေးတဲ့နောက်ထပ် level တစ်ခုကိုသူတို့မြင့်တင်သိပြီလို့ပြောပြတော့အားလုံးကဒီအခြေအနေအတွက်ဘာလို့ရနိုင်မလဲဆိုပြီးဟိုရှိနာကိုထပ်မေးပါတယ်ဒါနဲ့ဟိုရှိနာလည်းအခုချိန်မှာသူတို့အလုပ်တင်ဆောင်ကနံပါတ်9တေချာမသိသေးတဲ့ကာကွယ်ရေးတပ်သားအသစ်တွေကိုကျွမ်းကျင်တဲ့တပ်သားတယောက်ဖြစ်လာအောင်တေချာကြက်မှတ်ပေးဖို့ပဲလို့ပြောပြပါတယ်အဲ့ဒီအချိန်မှာပဲအာရှီယိုကသူတို့အခုထက်ထိအသုံးဝပြုရသေးတယ်အန်ရအများဆုံးခါကျူနံပါတ်6ကိုအသုံးပြုတဲ့အကြောင်းနဲ့နံပါတ်6နဲ့တည်တော်မဲ့ကာကွယ်ရေးတပ်သားကိုလည်းရှာတွေ့လာတဲ့အကြောင်းဝင်ပြောလိုက်ပါတယ်အဲ့ဒီတပ်သားကတော့ခပ်ကာရိုနဲ့အတူကာကွယ်ရေးတပ်ထဲကိုဝင်လာတဲ့ရီနိုဖြစ်ပြီးရီနိုရဲ့တိုက်ပွဲဝတ်စုံကိုအသုံးပြုနိုင်တဲ့စွမ်းအားကလည်းမှတ်တမ်းတွေအရအမြဲတမ်းတိုးတက်လာနေခဲ့တာကြောင့်ရွေးချယ်ထားတာလည်းဖြစ်ပါတယ်ဒါကိုကြတော့ရီနိုတို့ရောက်နေတဲ့ကာကွယ်ရေးစကန်ကောင်းဆောင်အိုကာတာကရီနိုသာနံပါတ်6နဲ့ထိုက်တန်သူဖြစ်လာရင်ကောင်းမယ်ဆိုပြီးတွေးကြည့်ပေမဲ့နံပါတ်6ရဲ့အင်အားကအရင်ကျန်တာမို့ရီနိုတာမခံနိုင်ပါကိုလည်းစိုးရိမ်နေခဲ့ပါတယ်နံပါတ်6ဆိုတာကခီခိုရူရဲ့အမေအသက်ပေးပြီးနှင်ရင်းခဲ့ရတဲ့ခန်းကျူတတဲ့ရှောင်းမှာနံပါတ်9ပြီးရင်အနေအများဆုံးကောင်ဖြစ်ပါတယ်တစ်ဖက်မှာလည်းရီနိုကသူကနံပါတ်6လက်နဲ့ရဲ့ပိုင်ရှင်ဆိုတာကိုတီးသွားခဲ့တဲ့နေ့မှာပဲအံ့ဩသွားခဲ့ရပေမဲ့လူတွေပြောနေတယ်ဘလောက်အနေအများပါစေလက်လျှော့ဖို့ကတော့တစ်စက်ကလေးမှမတွေးခဲ့ပါဘူးသူ့တွေးထဲမှာရှိနေခဲ့တာကတော့သူ့ရဲ့စီနီယာခပ်ကနောက်တစ်ချိန်ခိုင်းကျူဖြစ်ပုံမပြောင်းရတော့အောင်သူအများကြီးတန်ပါဖို့လိုအပ်တယ်ဆိုတာကိုပါပဲအဲ့ဒီအတွက်နောက်ရက်မှာတော့ရီနိုကနံပါတ်6လက်နဲ့ထိုက်တဲ့သူဟုတ်မဟုတ်ဆိုတာကိုပထမဆုံးစစ်ဆေးမှုပြုလုပ်ရပြီးအားလုံးကလည်းသူ့ရဲ့အခြေအနေကိုစောင့်ကြည့်နေခဲ့ကြပါတယ်ပထမဆုံးဆာဆန်တဲ့နေ့မှာတကောလုံးချိတ်ဆက်ထားတာမဟုတ်ပဲလက်တင်ချိတ်ဆက်ထားတာကိုနံပါတ်6ရဲ့အားအကုန်လုံးကသူ့ကိုစုပ်ယူနေတယ်လို့ခန်းစားရတာကြောင့်ထိတ်လန့်သွားရပါတယ်
ဒါပေမဲ့လည်းသူကလက်လျှော့ဖို့ကိုမတွေးပဲဆက်ပြီးတောင်းခံနေခဲ့တာကြောင့်အချိန်ကြာလာတော့သူ့ခန္ဓာကိုယ်မှာအကြောတွေထောင်လာပြီးမျက်စိတွေပါပြည့်ထွက်လာတဲ့အထိဖြစ်ကုန်ပါတယ်။အဲ့ဒီအထိလည်းဆက်ပြီးအားတင်းထားနေခဲ့ပေမဲ့သူ့မျက်လုံးတစ်ခုလုံးဘာမှမမြင်ရတော့ပဲအနီရောက်သွေးကြောမြင်တွေကြားထဲပိတ်မိသလိုဖြစ်သွားချိန်မှာတော့ဒါတွေကဘာတွေလဲဆိုတာသူတွေးမိလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲသူ့စီနီယာခပ်ကာကဒါကိုနှိမ့်တိုင်းကြုံတွေ့နေရတယ်ဆိုတာကိုသိသွားခဲ့ပြီးရုတ်တရက်မှာပဲအမောက်ကျသွားရာကနေပြန်သတိရလာချိန်မှာတော့ဆေးရုံကိုရောက်နေခဲ့ပြီးသူ့ကိုငုံကြည့်နေတဲ့အီယာရုကိုမြင်လိုက်ရပါတယ်။အီယာရုကိုမြင်မြင်ချင်းသူနံပါတ်6နဲ့ပေါင်းစီတာမအောင်မြင်လိုက်ဘူးလားလို့ဆိုတာကိုမေးတော့အခန်းထဲမှာရှိနေတဲ့ခေါင်းဆောင်ကနံပါတ်ပါတဲ့ခန်းကျူတွေနဲ့ပေါင်းဆက်ရတာမလွယ်ဘူးဆိုတာသိသွားပြီမလားလို့ဝင်ပြောလိုက်ပါတယ်။ဒီတော့မှရီနိုလည်းခေါင်းဆောင်ကိုမြင်သွားခဲ့တယ်လို့ခေါင်းဆောင်ကလည်းဒီအလုပ်ကိုလက်လျှော့လိုက်ဖို့ပြောနေခဲ့ပေမဲ့ရီနိုကတော့ဆေးရုံပေါ်ရောက်နေတာတော့သူဆက်လုပ်မယ်လို့ပဲခေါင်းဆောင်မှလည်းပြန်ပြောခဲ့ပါတယ်။ခေါင်းဆောင်လည်းဒီလိုဆက်လုပ်နေမယ်ဆိုရင်ကြာလာရင်အသက်ဆုံးရှုံးရမယ်ဆိုတာကိုသိနေခဲ့ပေမဲ့လည်းရီနိုရဲ့မျက်နှာအမူအရာသူတားရမှာလည်းမဟုတ်တာမို့တလားအတွင်းရအောင်ပေါင်းဆက်နိုင်ရင်အသုံးပြုခွင့်ပေးမယ်ဆိုတာနဲ့မဟုတ်ရင်တော့လက်လျှော့ရမယ်ဆိုတာကိုပြပြလိုက်ပါတော့တယ်။